The woman screamed in panic. ဒီလိုမျိုး movie recap တွေလုပ်တဲ့အခါမှာအပေါ်မှာပါနေတဲ့စာတန်းတို့ file တွေ့လားအဲ့ဒီ file လေးကိုကျွန်တော်တို့ဘယ်လိုဖြောက်မယ်ဆိုတဲ့နည်းလမ်းကိုပြောပြမယ်ဗီဒီယိုဆုံးအောင်ကြည့်ရှုသွားပြပါခင်ဗျာ Okay ဒါကတော့စာတန်းတို့ file ဖြောက်မယ်ဗီဒီယို file ကိုကတ်ထဲမှာဒါထည့်သွင်းပြီးသားအနေထားဖြစ်ပါတယ်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ဒီကောင်လေးကို timeline လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာလေးเนาะဒီ timeline လေးကိုတစ်ချက်နှိပ်လိုက် Okay ဒီလိုလေးဖြစ်သွားလိမ့်မယ်ပြီးတာနဲ့အောက်ကဒီ bar လေးကိုတစ်ချက်ဆွဲလိုက်ဆွဲပြီးလို့ရှိရင်ဒီကောင်လေးကို duplicate လုပ်ပေးပါခင်ဗျာ file နှစ်ခုခွဲမယ် file နှစ်ခုနောက်တစ်ခုပွားလိုက်ပါခင်ဗျာ Okay ဒါဆိုနှစ်ခုရပြီအဲ့ဒီ file လေးကိုဒီတိုင်းလေးပဲထောက်ရသားလေးနဲ့ကျွန်တော်တို့အောက်က overlay ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ထောက်လိုက်မယ်ဒီနေရာလေးเนาะညပြပေးထားတယ် Okay overlay အဲ့ဒီအချိန်မှာအဲ့ file လေးကအောက်ကိုဆင်းသွားမယ်ဒီ file လေးကိုလက်ကလေးနဲ့ feed လိုက်အောက်က file လေးကိုเนาะ feed ပြီးတော့ရှေ့ကိုတိုးလိုက်ခင်ဗျ Okay ဒါဆိုရင်တော့ဗီဒီယိုနှစ်ခုอ่ะဆိုလို့ရှိရင်ပုံစံဗီဒီယိုနှစ်ခုထပ်တူကြသွားတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီအချိန်မှာအရင်ဆုံးဘာလုပ်ရမလဲဆိုရင်ဒီမှာအောက်ကဗီဒီယို file လေးကိုအောက်ကကျွန်တော် overlay လုပ်ပြီးသားဒီပုံစံဗီဒီယိုလေးကိုနှိပ်လိုက်ဒါလေးကိုကျွန်တော်တို့ effect တွေကိုသွားပါအောက်မှာကျွန်တော်ပြပေးမယ် Okay video effect Okay ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်အပေါ်က search bar လေးမှာ blur ဆိုပြီးတော့ရိုက်ပြီးတော့အောက်ကတိုက်ရှာလိုက်ဒါဆိုလို့ရှိရင်တော့ပထမဆုံးဒီမှာတွေ့နေရမယ် effect ဒီပုံစံလေးတရားလေးကိုနှိပ်လိုက် Okay ဒါဆို black blur Okay ပြီးတာနဲ့ရပြီအမှန်လေးချက်လိုက်ရပြီကျွန်တော်တို့လိုချင်တာဒီစာတန်းထိုး file လေးကိုပဲဖျောက်ချင်တာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့အောက်ကဗီဒီယိုပဲနှိပ်ရအောက်က timeline လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်ဘာလုပ်မလဲဆိုတော့ဟိုးနောက်ဆုံးသွားလိုက် match ဒီမှာ match လုပ်မယ်ဒီနေရာလေးကိုနှိပ်လိုက် Okay အဲ့မှာ rectangle 4000ပုံလေးတွေ့လိမ့်မယ်ဒီမှာဒီနေရာလေး Okay နှိပ်လိုက်မယ်ဒါလိုချင်သလိုကြုံချက်လုပ်လို့ရတယ်အပေါ်အများလေးကိုနှိပ်ပြီးတော့ဆွဲပြီးတော့เนาะအပေါ်အောက်ဆွဲကြိုက်သလိုခြုံလို့ချဲလို့ရတယ် Okay ကျွန်တော်တို့ဒီနေရာလေးဆိုတော့စာရင်းတို့အကောင်မဖုံးသေးဘူးဒီလိုလေးဖုံးမယ်အမှနည်းနည်းလွယ်နေ Okay ဒါကတ်ကိုတောင်းပြီးတော့လုပ်ပြရအောင်เนาะဒီလောက်ဆိုရင်အဆင်ပြေပြီเนาะမဆန်းဆွဲကြည့်လိုက်အဲ့ဒါဆိုဖုံးပါလေဒီပေါ်က down ကဒါလေးကဘာလောက်တာလဲဆိုတော့သူကဒီ down လေးကိုကျွန်တော်ကအနားလုံးနဲ့ပုံစံဒီမှာဒီအပေါ်ဒီဆွဲလိုက်အနားလေးကိုလုံးမလားဘယ်လိုလုံးမလဲဆိုတော့ဒါလှုပ်ချင်လဲရမလှုပ်ချင်လဲရဒီတိုင်းထားလဲ4000ပုံစံလေးလည်းအဆင်ပြေတယ်အပေါ်ဆွဲတင်လေးမလေးလားအပေါ်ဆွဲတင်လေးလုံးသွားလေးOkay ရတယ်ဒီတိုင်းလေးပဲလိုချင်တာဆိုလဲရတယ်မထည့်ဘူးဆိုလဲရတယ်ခင်ဗျာ Okay အောက်ကအမှန်လေးကိုချစ်လိုက်ဒီအမှန်လေးကိုချစ်လိုက်နော်အဲဆိုလို့ရှိရင်တော့စာရင်းထိုးပိုင်းဖြောက်ပြီးသားဗီဒီယိုတစ်ပုဒ်ရရှိပြီပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယို editing နဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိရင် comment မှာရေးပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့အဆုံးထိရှိပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ